ဒီနေ့တော့15ရက်ဗျာနော်14ရက်နေ့ကမာကြီး4ယောက်မျိုးသမီး4ယောက်ကတောင်ပေါ်တက်လာပစ္စည်းလေးတစ်ခုလိုချင်လို့တဲ့မှာတာလည်းဘယ်မှမရလို့ကြိုးစားပေးပါအောင်တဲ့သူတို့တော်တော်လိုအပ်လောက်တယ်ဆိုကျွန်တော်ကြိုးစားတော့ဒီနေ့15ရက်နေ့ရတော့ကျွန်တော်ဖုန်းလမ်းဆက်တယ်ဟိုပါတိတ်ပံလမ်းတစ်ကြီးရှိလာယူလဲဆိုဟုတ်အဲ့လာယူတော့ကိုကအဲ့နာရောက်တော့သူတို့ကဘယ်ရောက်တော့ဆိုရန်ခင်းတောင်ရောက်ဟောရန်တောင်ရောက်နေတော့ကျွန်တော်လာခဲ့မယ်လို့ရင်းနီမြောင်းကဆောင်လို့19လမ်းဆိုဟုတ်တယ်19လမ်းရင်းနီမြောင်းဆိုတော့သူကရန်ခင်းတောင်ရောက်နေဆိုရန်ခင်းတောင်ကနေနောင်နာလဲဆင်းလိုက်ရောရေမြောင်းကရေတွေကနီးနာတဲ့နီတော့ဒီရေတွေနီးနေတော့ဒါရင်းနီမြောင်းမဲဆိုပြီးတော့မြောင်းကြီးကထိုင်ဆောက်နေတယ်ဗျာကျွန်တော်ကတန်လန်း19လိုင်းမီးပွန့်19လိုင်းမီးပွန့်ကနေရင်းနီမြောင်းလို့ခေါ်တာဗျာလို့ဟောတော်တယ်မသိဘူးရင်းနီမြောင်းဆိုလို့တယ်ကျမဒီရေတွေနီးနေမြောင်းကြီးကထိုင်ဆောက်လာတယ်အမလေးလွဲပုံများနော်မှန်တော့မှန်ပါတယ်သူဆောက်လာလဲရင်းနီမြောင်းဆိုတကယ်ရင်းနီမြောင်းဗျာနော်မိုးတွေရွာထားတော့တောရည်တွေစင်တော့ရင်းနီမြောင်းသူဆောက်လာတာရင်းနီမြောင်းကဆောက်လာဟိုတော့ကရင်ပြည်နယ်ကဘာကြီးလို့ဖြစ်နေပြီဘာကြီးတဲ့လေဆိုင်လို့ဆင်ပြေလာတယ်အေးကွာတဲ့ရေကတိတ်မရပါဘူးတဲ့ဘယ်ဆင်ပြေမအောင်လဲဟာ10မြောင်းလာတာလေးတဲ့မသိဘူးလားတဲ့ဟာ10မြောင်းမလာပါဘူးငါတို့ရတဲ့ငါဒီခုတမြောင်းနဲ့ရှိတာတဲ့10မြောင်းမလာဘူးတဲ့ဒီလိုမြောင်းကြီး10မြောင်းလာတူးပေးနေမှတ်ဟုတ်ဘူးလို့10မြောင်းဆိုတာဒီလိုချောင်းနေမြောင်းတွေကိုဆောင်ရွက်တဲ့လူတွေကိုပြောတာလို့10မြောင်းလူကြီးပြောတာဆိုဟုတ်လားမသိပါဘူးကွာတဲ့ငါ10မြောင်းဆိုလို့တဲ့ငါဒီမြောင်းကြီး10မြောင်းများတဲ့လာပြီးတော့တူးမလားမှန်တာတယ်ကိုလည်းအဲ့လိုပဲဗျာရေနီမြောင်းဆိုလို့သူကရေတွေနီတဲ့မြောင်းကြီးဘေးကထိုင်ဆောက်နေတာနော်လွဲတော့တာပေါ့ဗျာ